အားလုံးပဲမင်္ဂလာပါ Beyond the Scenes အာဆင်နယ်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ဒါမနေ့ဖြန်ညမှာကစားမဲ့ဒါအာဆင်နယ်နဲ့လီဗာပူးတို့ရဲ့ဒါပရီးမီးယားလိပွဲကြီးပွဲကောင်းပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်ဒါအနေငယ်ပြုလုပ်ပေးချင်ပါတယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်အာဆင်နယ်နဲ့လီဗာပူးဆိုတာကဒါပရီးမီးယားလိရာသီအစမှာတုန်းကကျွန်တော်ဒါပရီးမီးယားလိဖလားကိုအဓိကဆင်ခေါ်ကြမဲ့အသင်းတွေအဖြစ်ဒါသတ်မှတ်ထားကြပေမဲ့ဒါလက်တော်အခြေအနေလေးမှာတော့ကျွန်တော်အနေငယ်ကွာခြားနေတော့တွေ့ရတယ်ဆိုတော့အာဆင်နယ်တင်းကတော့အမှားပဲမရှိဘဲနဲ့ဒါပရီးမီးယားလိ title race မှာထိပ်ဆုံးကနေဒါဥဆောင်နေပေမဲ့လီဗာပူးတင်းကတော့ဒါ title race ထက်ဆိုင်ရင်လက်တော်အနေထားရတာ UCL ဝင်ခွင့်ကိုတေချာအောင်ပဲသူတို့အဓိကစူးစမ်းမဲ့အနေထားမျိုးဖြစ်ဒါတွေ့နေရတယ်ဒါပေမဲ့ဒီလိုပြောလို့မို့လို့လီဗာပူးရဲ့ဒါရလက်တွေအနေထားတွေကအရင်ဆိုးနေတာတော့မဟုတ်ဘူးဒါတော်တော်များများအားလုံးကိုဒါလီဗာပူးကအခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ဒါတချို့အသင်းလေးတွေကိုဒါတည်ကြနေတဲ့အတွက်လီဗာပူးရလက်တွေဆိုးနေတဲ့ခြေတွေချော်နေလို့ထင်ကောင်းထင်နိုင်ကြပေမဲ့တကယ်လို့လီဗာပူးကဒါရှုံးပွဲမရှိကြတာဆိုရင်ဒါပြန်ပွဲစုံစုစုပေါင်း6ပွဲထိရှိတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့အာဆင်နယ်ကမှလီဗာပူးတဲ့ဆိုင်ဒါရှုံးပွဲနဲ့ပူပြီးတော့နီးကပ်နေသေးတယ်ကျွန်တော်အာဆင်နယ်ဆုံးရှုံးခဲ့တာကဒါအက်စတင်ဗီလာတင်းကိုအားလုံးသိရတာ2-1နဲ့ဒါဒီဇင်ဘာလပထမပတ်မှာရှုံးခဲ့တာလီဗာပူးနောက်ဆုံးရှုံးခဲ့တာကနိုဝင်ဘာလဒါ30ရက်နေ့မှာ PSV အသင်းကိုချန်ပီယံလိမှာနောက်ဆုံးရှုံးခဲ့တယ်ဒီပွဲစဉ်ပြီးကြတဲ့လီဗာပူးအသင်းကပြိုင်ပွဲဆိုလုံးဝမရှုံးတော့တာဆိုတော့ပြောချင်တာလီဗာပူးအသင်းကအရင်ဒါခြေစွမ်းရလက်တွေကအရင်လူတွေထင်ရလောက်တဲ့အထိစိုးနေတဲ့ထားမျိုးတော့မဟုတ်ဘူးဒါတစ်ချက်ပေါ့နော်ဆိုတော့ဒါလီဗာပူးအကြောင်းပဲရင်ဆက်ပြောရမယ်ဆိုရင်တော့လီဗာပူးအနေနဲ့အာဆင်နယ်နဲ့တွေ့တဲ့အနေထားမှာသူတို့အားတာချက်တွေတချို့တွေရှိပေမဲ့အဓိကဒါ highlight လုပ်ပြီးပြောချင်တာလီဗာပူးတင်းရဲ့အဓိကအားနည်းချက်အကြီးနှစ်ခုရှိနေရပါတော့အာဆင်နယ်နဲ့လာရှင်ဆမ်းမဲ့အနေထားမှာဆိုပထမအားနည်းချက်ကတော့လီဗာပူးတင်းရဲ့တိုက်စစ်ဆိုတော့ကျွန်တော်လီဗာပူးတင်းကိုတီးခဲ့ရတာအမြဲလို့ကျွန်တော်တို့ဒါမာနေတို့ဒါဆာလက်တို့ဖာမီနိုတို့ခက်ကနေစပြီးဇက်တိုက်ကိုဒါတိုက်စစ်အားကောင်းတဲ့တိုက်စစ်ထက်မြက်တဲ့အသင်းတစ်သင်းနေနဲ့လီဗာပူးတင်းကိုကျွန်တော်အမြဲတမ်းလို့တွေးခဲ့ရပေမဲ့ခုလက်ရှိအနေထားမှာလီဗာပူးတင်းကတော်တော်လေးကိုတိုက်စစ်ပိုင်းအင်အားချိနေတော့တွေ့ရတယ်ဆိုဒီရာသီမှာသူတို့ဒါအာကိုတကြီးခေါ်ထားတဲ့ဒါငွေတွေအများကြီးသုံးထားတဲ့ကျွန်တော် Florian Bass တို့ဒါ Akiteke တို့ဒါပြီးရင်ဒါAlexander Isak တို့ဆိုရင်လည်းဒါကောင်းကောင်းမွန်မွန်ဒါအလုံးမဖြစ်သေးတဲ့အပြင်သူတို့အနေငယ်လေးဒါအားကိုးရမယ်လို့ထင်ရတဲ့အခီထေခေးဆိုရင်လည်းဒီရာသီမှာအခုအာဆင်နယ်ပွဲမှာမပါနိုင်ဘူးဒဏ်ရာရနေတယ်အဲ့လိုပဲကျွန်တော်တို့ Alexander Isak ဆိုလည်းမပါနိုင်ဘူးပြီးလီဗာပူးရဲ့ဒါခံဝင်ကစားသမားဖြစ်တဲ့ဒါမိုဟာမက်ဆာလက်ဆိုရင်လည်းဒါအာဖဂန်သွားနေတယ်ဆိုကြလီဗာပူးအနေနဲ့ကဒီအာဆင်နယ်တွေးမယ်နေထားများအဓိကအားကိုးလို့ရနိုင်တဲ့တိုက်စစ်ဆိုလို့ကျွန်တော်ဒီနောက်ပိုင်းပွဲစဉ်လေးတွေမှာကျွန်တော်ဂိုးလေးတွေအစစ်လေးရနိုင်တဲ့ဒါ Florian Bass တယောက်ပဲရှိမယ်သူကလွဲပြီးတိတ်အားကိုးလို့မရဘူးပေါ့နော်တခြားလူတွေကဆိုကိုဒီကပ်ပိုဒီလောက်ပဲရှိမယ်ပေါ့နော်အဓိကလီဗာပူးအားနေနေတာတောင်ပန်နေပေါ့လီဗာပူးမှာအခုလက်ရှိမှာတောင်ပန်မှာကောင်းသုံးလို့ရတဲ့ကစားသမားမျိုးကိုမရှိတာသူတို့ support line ကိုသုံးလိုက်ရခုဒါပွဲပြီးကနေဆိုရင်ဒါ frame ပေါင်းထည့်ပြီးတော့ frame ပေါင်းတောင်းမှမှာထားသုံးရဒီလိုမျိုးနေထားမျိုးတွေဖြစ်နေဆိုတဲ့အတွက်လီဗာပူးကဒါအာဆင်နယ်လိုမျိုးဒါခံစစ်ကောင်းနေတဲ့ဒါပရီးမီးယားလိရဲ့ခံစစ်ကောင်းဆုံးအသင်းဖြစ်ရပ်တည်နေတဲ့အသင်းကိုဒီလိုမျိုးအင်အားချိနေတဲ့တိုက်စစ်နေတာလူအင်အားဒါရှားပါနေတဲ့တိုက်စစ်မျိုးနဲ့ဘယ်လိုမျိုးထိုးဖောက်နိုင်မလဲဆိုတဲ့ဒါမေးခွန်းကတော်တော်လေးကိုထုတ်ရမယ်တော်တော်လေးကိုဒါလီဗာပူးအသင်းအနေနဲ့အားနဲ့နေတဲ့ထားမျိုးပြောလို့ရတယ်နောက်တစ်ချက်ကလည်းလီဗာပူးအသင်းရဲ့ဒါ set piece ပိုင်းဆိုတော့အားလုံးဒီတိုင်းပဲဒီအခုခေတ်ကပေါ့နော်ပရီးမီးယားလိမှာမဟုတ်ဒါတစ်ကမ္ဘာလုံးမှာဒီဥရောပထိုက်ဒီလိတွေမှာအားလုံးအသင်းတော်များများအားကိုးနေကြတာဒါ set piece ကိုပိုပြီးအားကိုးနေကြတယ်။ set piece မှာပြောရတဲ့အနေထားမှာကျွန်တော်ဒါ attacking set piece တွေမဟုတ်ဘူးကျွန်တော် defending set piece မှာလည်းပြောရမယ်ဆိုတော့လီဗာပူးအသင်းအနေနဲ့ဒီရာသီမှာ set piece ဘိုင်းမှာဆိုရင်ကျွန်တော် attacking ရော defensive ရောမှာတော်တော်လေးကိုအားနေနေတာတွေ့ရတယ်ကျွန်တော်ဒါ defensive ဘိုင်းမှာဆိုရင်လည်းလီဗာပူးအသင်းတွေက set piece ကနေဒါပြန်အသင်းတွေကိုသူတို့ဒီစုစုပေါင်း12ဂိုးအထိကိုပေးထားရတယ်ဒါအင်မတန်ကိုများပြားတဲ့နှုံထားတစ်ခုပေါ့နော်အဲ့လိုပဲတော့ attacking ကနေသူတို့ရတဲ့ set piece ကနေရတဲ့ goal ဆိုရင်သူတို့စုစုပေါင်း2ဂိုးပဲရှိသေးတယ်ကျွန်တော်အဓိကပြောချင်တာခေါင်းတိုက်တာတွေစကန်ဘွားတွေကြပြီးတော့ဒါတောင်းငယ်ဘွားတွေရှူးသွားတာတွေဒီလိုမျိုးတွေကိုပြောချင်တာပေါ့နှစ်ဂိုးပဲရှိသေးတယ်ရထားတဲ့အနေထားမှာစုစုပေါင်းသူတို့ဒါရထားတဲ့ဂိုးရဲ့ဒါ9ဂိုးอ่ะပေါ့နော်ဒါ open play မဟုတ်တဲ့9ဂိုးဆိုလို့ကြည့်မယ်ဆိုရင်တကူကအုံကိုတကူက penalty တကူကကျွန်တော် super line ကျွန်တော်တို့ဒါ direct free kick ကန်တဲ့အလုံးကျန်တဲ့နှစ်ဂိုးကတော့ကျွန်တော် set piece ကနေသူတို့ခေါင်းတိုက်ထားတဲ့နှလုံးအဲ့တော့ကျတော့ပြောချင်တာတစ်ဖက်မှာတွေ့ရမယ့်အသင်းက Arsenal ကကျွန်တော် set piece မှာဆိုရင် defensive မှာလည်းအရန်ကောင်းတယ်လို့ကျွန်တော် attacking မှာဆိုလည်းတကယ်ဒါဒီကိုနာဂိမ်းဘာနာလို့ပြောရလောက်တဲ့အထီကိုကျွန်တော် set piece အရန်ကောင်းနေတဲ့အသင်းမျိုးဒီပွဲစဉ်မှာဆိုရင်ကျွန်တော် Gabriel Magalhaes ကလည်းပြန်ပါလာပြီဖြစ်တဲ့အတွက်တော်တော်လေး set piece ကောင်းတဲ့အသင်းမျိုးကိုဒီဘက်တစ်ဖက်မှာတော့ကျွန်တော်ဒါ attacking ရော defensive ရောမှာ set piece တော်တော်လေးကိုအားနေနေတဲ့အသင်းမျိုးဖြစ်ရမှာဖြစ်တဲ့အတွက်ဒီအားနေချက်ကြီးကလည်း Arsenal နဲ့တွေ့တဲ့အချိန်မှာအရန်ကိုဒါကြီးမားတဲ့ဒါပြဿနာတစ်ခုဒါဖြစ်လာနိုင်တယ်ဒါကတော့ဒါလီဗာပူးရဲ့ဒါအဓိကအားနေချက်နှစ်ချက်ကိုအရင်ဆုံးပြောပြသွားဖြစ်တယ်ပေါ့နော်ဒါပါပါဆို Arsenal ဘက်ကိုကြည့်မယ်ဆိုရင် Arsenal အနေနဲ့ကဒီပွဲစဉ်မှာအားနည်းချက်ကိုမေရရှာလို့များတဲ့အနေအထားမျိုးဖြစ်နေတယ်လက်ရှိအာဆင်နယ်အသင်းရဲ့ခြေနဲ့လက်ရှိအာဆင်နယ်အသင်းရဲ့လူစင်းအရာဆိုတော့တစ်ဖက်မှာလီဗာပူးကဒါတောင်ပန်ကစားသမားတွေဒါမရှိလို့မို့ဒါတခြားဒါနေရာကစားသမားတွေကိုဒါတောင်ပန်မှာပို့ပြီးသုံးရတဲ့အနေအထားမျိုးအထိကိုကြုံနေရတဲ့အနေအထားမှာအာဆင်နယ်ကတော့တောင်ပန်ကစားသမားတွေကတကယ်တောင်းလို့ရလို့ပုံနေတယ်ဆိုပြီးခဲ့တဲ့ဒါပွဲစဉ်မှာဆိုရင်လည်းဒါတောင်ပန်ကစားသမား
တစုံလုံးပေါ့နော်နှစ်ဖက်လုံးကိုတောင်မှချိန်ပြီးတော့သုံးသွားတဲ့အနေအထားမျိုးထိကျွန်တော်တွေ့ခဲ့ရတယ်ကျွန်တော်ပုံမှန်ဆိုရင်အာဆင်နယ်ကဒါဆာကာနဲ့ Trossard ကိုအဓိကတောင်ပန်ကစားမအနေနဲ့3လေးရှိပေမဲ့ဒါပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒါမာရူဝီခေနဲ့မာတင်နယ်လီကိုထည့်ကစားပြီးတော့တောင်ပန်တွေသုံးသွားတယ်အဲ့လိုသုံးလိုက်လို့မို့ဒါပြဿနာရှိတာဆိုလည်းမရှိဘူးတကယ်မာရူဝီခေတို့ပါဆိုခြေစွမ်းပြပြီးတော့ဂိုးတွေပါသူတို့ဒါကူညီပေးသွားနိုင်တယ်ဆိုတော့ကြတော့အာဆင်နယ်အသင်းတွေကတော်တော်လေးကိုဒါတိုက်စစ်ပိုင်းမှာဒါလူစင်းအင်အားရရောခြေစွမ်းရရောတော်တော်လေးကိုကောင်းတဲ့အနေအထားမျိုးဖြစ်နေတယ်ပြီးတော့ S0 လိုကစားမမျိုးတွေအားစကျွန်တော်အရန်ခုံမှာထိုင်နေရတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့လိုပဲဒါခံစစ်မှာဆိုရင်လည်းဒါပြောမယ်ဆိုပြောချင်ကြလုံးဝစိတ်တိုင်းဒါ 100% အပြည့်မရတာဆိုလို့ဒါ Clafio ဒါပါမသေးကြတာတော့ပဲရှိတယ်ဒါတောင်မှဟင်ကာပီယာအနေနဲ့ကမစိုးတဲ့နေရာမှာရှိတယ်လီဗာပူးတင်းကကစားနေတဲ့အခုကာကက်စ်တို့ထဲဆိုင်ရင်တော့ဟင်ကာပီယာပူပြီးနောက်တန်းမှာစိတ်ချရတယ်ရှင်းပြောရင်ဒါတိုက်စစ်ပိုင်းမှာဒါကစားကွက်ပုံဖော်တိုင်းပိုင်းမှာဆိုရင်ကျွန်တော်ကာဖီယိုရီလောက်ထိတော့အတင်းပေါ်အကျိုးမပြုနိုင်ပေမဲ့ဒါခံစစ်ပိုင်းဆွမ်းဆောင်ရင်တခုတည်းကြည့်မယ်ဆိုရင်တော့ဒါစိတ်ချရတဲ့အနေအထားမျိုးရှိတဲ့အတွက်ပြောချင်တာလေအာဆင်နယ်မှာကဒါကွင်းလင်မှာဆိုရင်ဒါတက်ကလန်ရိုက်ဆူဗီမန်ဒီမာတင်အိုရီကက်အက်ဆေးမယ်ရီနိုကြိုက်တဲ့လူသုံးလို့ရတဲ့အတွက်တိုက်စစ်ခံစစ်ကွင်းလင်ဒါအကုန်လုံးကိုဒါအားနည်းချက်မရှိတော့တဲ့အနေအထားမျိုးဖြစ်နေတယ်ဒါကြောင့်မို့လို့ဒါရေဘူးရကြည့်မယ်ဆိုရင်တော့ကျွန်တော်အာဆင်နယ်ပရိသတ်မှာမဟုတ်ဘူးကျွန်တော်လီဗာပူးပရိသတ်ပဲသွားမေးတခြားပရိသတ်တွေပဲသွားမေးဒီပွဲကဒါအာဆင်နယ်နိုင်ဖို့များတဲ့ပွဲဆိုပြီးတော့ပဲလူတိုင်းပြောကြမှာဖြစ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်ဘောလုံးဆိုတာကဘယ်သူမှပြောလို့မရဘူးအထူးသဖြင့်ဒါအသင်းငယ်လေးအသင်းလက်လေးတော့တွေ့ရင်တောင်မှဒါတေချာပေါက်ဒါနိုင်ပါတယ်လို့ပြောလို့မရတဲ့ခေတ်ကြီးမှာဆိုတော့လီဗာပူးလိုမျိုးဒါတကယ်တူးချင်းဆွမ်းဆောင်ရင်ကောင်းတဲ့အသင်းမျိုးတကယ်ဒါအရေးချင်းရှိတဲ့နီးပြကိုင်းနေတဲ့အသင်းမျိုးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ကျွန်တော်ဘာမဆိုကတော့ဘောလုံးကွင်းထဲမှာဖြစ်သွားနိုင်တယ်ဆိုတော့လီဗာပူးအနေနဲ့မျှော်လင့်ရမှာကအဲ့ဒါပဲမျှော်လင့်ရမှာဖြစ်တယ်ဒီပွဲအတွင်းမှာဒါအာနေစလော့အနေနဲ့တကယ်ဒါမထင်ထားတဲ့နေပြီးခွာလေးချမှတ်လာမလားဒါမှမဟုတ်လည်းတချို့ကစားသမားတွေရဲ့ဒါမှုံဝင်ခြေစွမ်းတွေကအသင်းရလက်ပြောင်းလဲတဲ့အထီကိုကူညီပေးသွားနိုင်မလားဆိုတော့ဒီနှစ်ခုပဲဒီဘောင်းအနေနဲ့ကဒီပွဲစဉ်မှာမျှော်လင့်လို့ရတယ်တခြားအသင်းမျှော်လင့်လို့မရှိဘူးဆိုတော့အရင်တုန်းကအာဆင်နယ်လေဘောင်းတွေ့ပြီဆိုရင်ကျွန်တော်အသင်းအနေနဲ့ကဒါဆာလက်ကိုဘယ်လိုထိန်းရမလဲမာနေကိုဘယ်လိုထိန်းရမလဲဖာမီနိုဘယ်လိုထိန်းရမလဲဒီလိုမျိုးကြီးသူတို့ရဲ့ဒါကောင်းတဲ့ဒါအားတာတဲ့အရာတွေကိုကျွန်တော်ကဘယ်လိုထိန်းရမလဲကိုတွေးပြီးတော့ကျွန်တော်ကစားဝက်ကိုဖော်ခဲ့ရတဲ့အနေအထားမျိုးကနေအခုလက်ရှိအနေအထားမှာတော့ကျွန်တော်အနေနဲ့ကသူတို့ကိုဘယ်လိုတိုက်ရမလဲဆိုတာပဲကျွန်တော်တွေးရတော့မယ်ဆိုတော့လီဗာပူးအသင်းအနေနဲ့လည်းအတိုင်းပဲသူတို့ကျွန်တော်တို့ကိုဘယ်လိုမျိုးတိုက်ရမလဲဆိုတာထက်ကျွန်တော်ရဲ့တိုက်စစ်ကိုသူတို့ဘယ်လိုခုခံရမလဲပြီးမှကျွန်တော်စီကနေဒါအမှတ်တက်မှတ်ပဲရဒါသုံးမှတ်အပြည့်ကန်ကောင်းလို့ရတယ်ရဆိုတဲ့ပုံစံမျိုးနဲ့သူတို့လာမယ့်အနေအထားမျိုးဖြစ်သွားတယ်ဒါကလက်ရှိဒါခြေစွမ်းပိုင်းရလက်ပိုင်းဒါလူစင်းပိုင်းရကြည့်မယ်ဆိုရင်အတိုင်းဖြစ်တယ်ပေါ့ဒါပေမဲ့ဒီနေရာမှာတစ်ခုပြောချင်တာကလီဗာပူးအသင်းကောင်းဆောင်ကျွန်တော်တို့ဒါဗာဂျန်ဗန်ဒိုက်ရဲ့ကျွန်တော်စိတ်သက်ကိုတော့လေးစားတယ်သဘောကျတယ်ဘာလို့လဲဆိုရင်ဒါဗန်ဒိုက်ပြောသွားတဲ့အင်တာဗျူးမှာအာဆင်နယ်အသင်းကဒီရာသီမှာဒါ Emirates ကွင်းမှာဒါရှုံးပွဲမရှိသေးဘူးဒါကြောင့်မို့လို့ဒီလိုမျိုးရှုံးပွဲမရှိတဲ့အသင်းကိုဒါအနိုင်ကစားဖို့အတွက်ကျွန်တော်အရန်ကိုစိတ်သက်ပြင်းပြနေရဆိုတဲ့အကြောင်းကိုသူပြောသွားတဲ့အတွက်ဆိုအာဆင်သူတို့အနေထားကလက်ရှိအနေထားရကြည့်မယ်ဆိုရင်အာဆင်နယ်ကိုဘယ်လိုမှဒါရှင်လို့ရနိုင်မှာမဟုတ်တော့တဲ့အနေထားမျိုးတောင်မှသူတို့အနေနဲ့အာဆင်နယ်အသင်းကွင်းကို Emirates ကွင်းကိုအဝေးကွင်းလာမှာတောင်မှတရေတစ်မှတ်ကိုမတွေးဘဲနဲ့ဒါအာဆင်နယ်ရဲ့ဒါရှုံးပွဲမရှိဆန်ခြင်းကိုချိုးဖျက်မယ်ဆိုတဲ့အနိုင်ယူမယ်ဆိုတဲ့စိတ်နဲ့လာတဲ့ဒါ mentality မျိုးကိုတော့ကျွန်တော်ကြိုးဆိုတယ်သဘောကျတယ်ဒါမှလည်းကျွန်တော်တို့ဒါပွဲကြီးပွဲကောင်းတစ်ပွဲကိုကျွန်တော်ကောင်းအောင်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ပရိသတ်တရားအနေနဲ့ဘာပဲပြောဒါအာဆင်နယ်လီဗာပူးရဲ့ဒါလက်ရှိအနေအထားတွေခြူစမ်းနေရတော့တေချာပေါက်လီဗာပူးအသင်းကကျွန်တော်ရဲ့အမြင်ပေါ့နော်ဒါအာဆင်နယ်အသင်းကိုဒီပွဲစဉ်မှာအလုံးစုံဂိုးသွင်းမယ်ဆိုရင်တော့တကိုးထက်ပိုမရှုနိုင်ဘူးလို့ကျွန်တော်တွေးမိတယ်ဒါကြောင့်မို့လို့အာဆင်နယ်နဲ့ဒီပွဲစဉ်မှာလီဗာပူးကိုအနည်းဆုံး2ဂိုးလောက်ရှုနိုင်မယ်ဆိုရင်အနိုင်တေချာမယ်လို့တွေးမိတယ်လီဗာပူးအသင်းကအာဆင်နယ်ကို2ဂိုး3ဂိုးထိတော့ကျွန်တော်မျှော်လင့်မထားဘူးအလုံးစုံဒါပေးရမယ်ဆိုရင်ဒါလီဗာပူးလက်ရှိတိုက်စစ်အရာဆိုရင်တကိုးလောက်ပဲကျွန်တော်အလုံးစုံပေးရမယ်လို့မျှော်လင့်မိတယ်တွေးမိရပါဆိုရင်ကျွန်တော်တို့မှာset piece ကလည်းတိတ်လီဗာပူးအားမကောင်းတဲ့အတွက် set piece ကလည်းတိတ်ဘယ်လိုပြောမလဲလက်ရှိအနေထားရကြောက်စရာမရှိဘူးဒီပြင်ဒါ open player ဆိုရင်လည်းဒီဘောမှာတိုက်စစ်မှာဘယ်သူရှိလို့လဲကျွန်တော်အခုဆိုရင်ဒါ Fabian fast တယောက်ပဲရှိမယ်ပြီးရင်ကိုဒီကပိုရှိမယ်ဒါပဲရှိမှဖြစ်တဲ့အတွက်open player အနေနဲ့ကျွန်တော်အရင်ထိန်းရမယ့်ကစားသမားမျိုးတိုက်စစ်ကစားသမားမျိုးတိုက်စစ်မှုမျိုးကျွန်တော်ရှိမနေဘူးဒါကြောင့်မို့လို့လီဗာပူးရဲ့တိုက်စစ်ကိုကျွန်တော်အနေနဲ့ကအလုံးစုံပေးရတကူလောက်လို့ပဲကျွန်တော်တတ်မှတ်ထားလို့ရတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကဒီပွဲစဉ်မှာအနည်းဆုံးကျွန်တော်2ဂိုးလောက်သွင်းနိုင်မယ်ဆိုရင်ဒါအမှတ်ပြည့်ရမယ်လို့ကျွန်တော်အနေနဲ့ဒါသုံးသပ်ချင်တယ်ဒါကတော့ဒါပွဲနဲ့ပတ်သက်ပြီးတော့ဆိုတော့ပွဲစဉ်နေထားရဆိုရင်လည်းကျွန်တော်တို့ကဒါ Manchester City ပွဲပြီးမှကန်ရမှာဖြစ်တဲ့အတွက်ဆို Man City ရဲ့ရလက်ကိုလည်းကျွန်တော်ကြည့်လို့ရတယ် Man City ဥမာရှေ့ပွဲစဉ်မှာ Brighton တို့ဒီကြောင်နိုင်ပါပဲနိုင်သွားရင်တော့ကျွန်တော်က3မှတ်အသာရှိနေမှာဖြစ်တဲ့အတွက်ဖီအားအရင်မများဘူးဖီအားကင်းနဲ့ကျွန်တော်ကစားနိုင်တယ်ဒီပြင်လီဗာပူးအသင်းကိုကျွန်တော်နိုင်လိုက်မယ်ဆိုရင်လည်းကျွန်တော်ပြီးခဲ့တဲ့ယာတီကမနိုင်ခဲ့တဲ့အသင်းတွေကိုပြန်ပြီးတော့ကျွန်တော်နိုင်နေဆိုတဲ့စံချိန်ကောင်းတစ်ခုကိုထပ်ပြီးထိန်းထားနိုင်မယ်ပြီးရင်နောက်ထပ်လာမယ့်ဒါပွဲချက်တွေကိုလည်းကျွန်တော်ဒါဒီဇန်နဝါရီလရဲ့ဒါပွဲချက်တွေကိုကျွန်တော်ကောင်းအောင်အကောင်းဆုံးဒါ moment တစ်ခုနဲ့ဒါ motivation တစ်ခုနဲ့ဒါဆက်သွားနိုင်မှာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုတော့ကျွန်တော်ရဲ့ဒါပရိသတ်တွေဒါကျွန်တော်အသင်းသားတွေကတော့ဒါအကောင်းဆုံးဒါအားပေးမှုတွေအကောင်းဆုံးခြေစွမ်းတွေနဲ့ဒါအနိုင်နိုင်မယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်တခြားဒါအမြင်တွေရှိရင်လည်းဒါ comment မှာဝင်ဆွေးနွေးပြသလို့ရပါတယ်အားလုံးကျေးဇူးတင်